Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာစိတ်ညစ်တဲ့သူတွေစိတ်တက်ကြတဲ့သူတွေအတွေးလွန်တဲ့သူတွေအတွက်အမြဲတမ်းပဲပြန်နားထောင်ရမယ်အတွေးခေါ်တွေကိုမျှဝေကြပါတယ်လူတဘာဝရလူတိုင်းဘဝမှာပြဿနာတွေ16000အမြဲတမ်းတစ်ခုပြီးတစ်ခုပေါ်လာနေကြဖြစ်တဲ့အတွက်ဒီတဘာဝကိုမဖြစ်ပါနဲ့လို့ပြောလို့မရဘူးဖြိုးကိုယ်တိုင်ကဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့သူပါဒါပေမဲ့ဗုဒ္ဓဘာသာကိုဖြိုးက way of living ကိုဘဝအတွက်နေထိုင်ဖို့ရှာနီလန်တစ်ခုအနေနဲ့ကျင့်သုံးတယ်တစ်ချိန်တည်းမှာပဲ stoic ဆိုတဲ့အတွေးခေါ်ကနေပြီးတော့မှလိုအပ်သလိုမျိုးပေါ့နော်ဘဝကိုဖြတ်တန်းမှသာလေရှင်ဘဝမှာတွေးတဲ့အခက်အခဲတွေကိုကကြော်လွှားနိုင်မှာဖြစ်ပါတယ်လို့ပြောရင်းနဲ့မှာပထမအဆုံးနံပါတ်1ကို control လုပ်လို့ရတဲ့အရာနဲ့ဘဝမှာကို control လုပ်လို့မရတဲ့အရာတွေကိုခွဲခြားပြီးတော့မှသိပါအတွေးလွန်တိုင်းပြဿနာဖြစ်တိုင်းစိတ်ညစ်တိုင်းမှာကိုပြန်မေးကြည့်ပါဒီကိစ္စကကို control လုပ်လို့ရတဲ့အရာဘယ်မှာရှိလဲပြီးရင်ကို control လုပ်လို့မရတဲ့အရာကဘယ်နှလေးမှာလဲအဲ့လိုမျိုးမေးလိုက်ပြီးဆိုရင်ပြဿနာရဲ့80%လောက်ကကို control လုပ်လို့မရတဲ့အရာတွေဖြစ်နေမယ်ဆိုရင်စိတ်ညစ်နေမယ်အစားကို control လုပ်လို့ရတဲ့ကိုယ့်ရဲ့ action ထဲမှာရှိတဲ့အရာတွေကိုပဲကိုအာယုံစိုက်ပါ stoic philosophy ရဲ့အတိကကဘယ်အရာမဆိုရင်ကိုယ့်ရဲ့ဉာဏ်ပညာလေးကိုသုံးပြီးတော့မှပြဿနာတိုင်းအတွေးလွန်နေတဲ့အရာတိုင်းကိုဒီအတွေးအခေါ်တစ်ခုနဲ့ဖြေရှင်းရင်တော်တော်လေးကိုစိတ်သက်သာရပါလိမ့်မယ်တစ်ခုဖြစ်ပြီဒီကိစ္စမှာငါရဲ့ control မှာဘာရှိလဲဘာမရှိဘူးလဲဆိုတာကိုခွဲပြသိနိုင်စွမ်းအားကပထမဦးဆုံးနံပါတ်1အဆင့်ဖြစ်ပါတယ်ဥပမာဖြိုးအတွက်ဆိုရင်လွန်ခဲ့တဲ့3လကအိမ်မပျော်လောက်တဲ့အထိစိတ်တော့ကရောက်နေတဲ့ဟာတစ်ခုရှိခဲ့တယ်စိတ်ညစ်နေတယ်စိတ်တက်ကြတဲ့အထိမဖြစ်အောင်လို့ဒီ stoic philosophy လေးကိုပြန်ကျင့်သုံးပြီးတော့မှနေထိုင်ခဲ့ရပါတယ်အဲ့ဒါဘာလဲဆိုတော့ဖြိုးအဖေနဲ့ပတ်သက်ပြီးတော့မှဖြိုးကသူ့ရဲ့ကျမ်းမာရေးကိုစိတ်ပူတယ်ပေါ့နော်တပတ်လောက်ရှိတယ်တွေးတယ်နဲ့မှရုတ်တရက်ပြန်ပြီးတော့မှဒီအတွေးခေါ်အသုံးချဖို့ idea ရတယ် okay ဒီကိစ္စမှာကို control လုပ်လို့ရတဲ့အရာကကိုယ့်ရဲ့ဖေကိုအချိန်ပေးမယ်ကျမ်းမာရေးနဲ့ပတ်သက်တာတွေကိုမျှဝေမယ်သူ့ကိုအမြဲတမ်းပဲတစ်ခုဆိုဂယုပိုစိုက်လိုက်မယ်ဒါပေမဲ့ကို control လုပ်လို့မရတဲ့အရာကဘာလဲဆိုတော့အဖေကသူ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဘာတွေလုပ်နေလဲဘလို့နေထိုင်နေလဲဆိုတာကိုသွားပြီးတော့မှဆရာလုပ်လို့မရဘူးပြောင်းလဲလို့မရဘူးဒါကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကိုရှော့ထားပြီးတော့မှဒီကိစ္စမှာတော့ကိုလုံးလို့ရတဲ့ဟာကိုပဲကိုလုံးမယ်ကိုလုံးလို့မရတဲ့အရာတွေကိုကစိတ်ထဲမှာတွေးပူနေလဲဒါကိုညံ့ရမယ်ကိုယ့်ရဲ့စိတ်ကိုတဘာဝကိုနားမလဲတဲ့ပုံစံဖြစ်သွားမယ်ဆိုတာကိုဖက်နဲ့တီးလိုက်တဲ့အချိန်မှာ stoic philosophy ရဲ့အကူအညီနဲ့ဖြိုးရဲ့အတွေးလွန်တဲ့အရာတွေကပျောက်သွားပါတယ်ဒါကြောင့်မလို့အမြဲတမ်းမှတ်ထားပါ control လုပ်လို့ရတဲ့အရာနဲ့control လုပ်လို့မရတဲ့အရာကိုခွဲခြားသိခြင်းကဘဝရဲ့တကယ့်အနှစ်သာရကိုပေးပါလိမ့်မယ်ဒုတိယတစ်ခု embrace the impermanent ဘဝမှာအရာကမတည်မြဲခြင်းတရားကိုလက်ခံကျင့်သုံးပါတကယ်တမ်းကျတော့တည်မြဲတဲ့အရာဆိုတာဘယ်တော့မှမရှိပါဘူးလူအများစုကဒီ impermanent ဆိုတဲ့မတည်မြဲခြင်းကိုစိတ်ထဲမှာထဲ့မထားဘဲနဲ့အရာတိုင်းကကိုပိုင်တယ်ကိုအတွက်အမြဲတမ်းရှိနေမယ်ဒီကိစ္စကြီးကကိုဘဝထဲမှာအမြဲတမ်းတည်မြဲနေမယ်လို့ယုံကြည်ထားလို့မတည်မြဲတဲ့အခါမှာစိတ်တော့ကရောက်ရတာဖြစ်ပါတယ်ပြန်စဉ်းစားကြည့်လိုက်ပါအရာတိုင်းကပြောင်းလဲနေတယ်ကိုအခုစိတ်ညစ်တယ်ဒါပေမဲ့တရက်လောက်ပဲစောင့်လိုက်ကိုယ့်ရဲ့စိတ်ကစိတ်ညစ်တော့တကယ်တမ်းကျတော့စိတ်တွေကတရက်တောင်စောင့်စရာမလိုပါဘူးမိနစ်ပိုင်းမှတင်ပြောင်းလဲနေတယ်ချစ်သူနဲ့အခုအဆင်ပြေဘူးနောက်တစ်ပတ်နေအဆင်ပြေသွားတယ်ကိုကဝင်ငွေအခုကောင်းတယ်နောက်တစ်လကြာရင်ကောင်းချင်မှကောင်းမယ်အရာတိုင်းကအမြဲတမ်းပြောင်းလဲနေတယ်ဒါကြောင့်မလို့လူအများစုစိတ်တော့ကရောက်ရတဲ့အရာကငါပိုင်တယ်ဒီအရာကြီးကငါဘဝထဲမှာအမြဲတမ်းရှိမယ်လို့ယုံကြည်ထားတယ်ကိုဘဝထဲမှာမရှိတော့တဲ့အခါမှာတော့ကပေါင်း16000နဲ့စိတ်တွေညစ်ရတယ်ပြန်တွေးကြည့်လိုက်ပါအရာတိုင်းကမမြဲဘူးပြီးလူတယောက်နဲ့ကိုကပြတ်သွားလို့စိတ်ညစ်မယ်ဆိုရင်လေဒီဟာကမတိမြဲတဲ့အရာတွေပါသေကွဲမလားရှင်ကွဲမလားအဲ့နှမျိုးပဲမဟုတ်လေခွဲသွားရမှာပဲအရာတိုင်းကမတိမြဲဘူးဆိုတာကိုတွေးတတ်တယ်ဆိုရင်အခုကိုဘွားထဲမှာရှိနေတဲ့အချိန်မှာလဲ100% တန်ဖိုးထားပါဥပမာတစ်ခုပေးရမယ်ဆိုရင်ဖြိုးတူလေးတွေဆိုရင်အချိန်ပေးပြီးတော့မှသူတို့ငယ်စဉ်ဘဝမှာလေကြည်နူးခဲ့တဲ့အခါတွေအများကြီးရှိတယ်ဒီအသက်တစ်နှစ်ကခဏလေးနဲ့လက်ဖြောက်တစ်ခုအတွင်းမှာပဲပျောက်သွားမယ်ပြီးသွားမယ်ဆိုတော့သိတဲ့အချိန်မှာသူတို့နဲ့ရှိခဲ့တဲ့နေ့ရက်တိုင်းကိုတန်ဖိုးထားပြီးတော့မှဖြတ်သန်းတယ်အဲ့လိုမမြဲတဲ့တရားကိုသိပြီးတော့မှသူတို့နဲ့ကိုယ်နဲ့တည်မြဲတယ်ကောင်းနေတဲ့အချိန်မှာလဲတန်ဖိုးထားသလိုမျိုးမကောင်းတော့တဲ့အချိန်မှာလဲစိတ်ထားတတ်တယ်โอเคအခုသူနဲ့ကိုယ်နဲ့အဆင်ပြေတော့ဘူးဒါကလည်းတဘာဝပါပဲဆိုတာကိုအမြဲတမ်းမှတ်ထားပါနောက်တစ်ခုကတော့လူဘဝမှာဘယ်အရာမှတေချာရေးရတာမရှိဘူး
မသေးချာမြေရတာတွေနဲ့မိတ်ဆွေဖွဲ့တဲ့ဖို့အရေးကြီးပါတယ်မွေးတဲ့ကအခုထိဘာမှသေးချာရေးရတယ်ဆိုတာမရှိပါဘူးလူတွေကမေ့နေတာကိုဖွာကြီးကသေးချာပေါက်နောက်နေ့မနေ့ကျအိယာထလာမယ်လို့ထင်တာဖြိုးနဲ့တူတူအကုန်လုံးပဲဒီနေ့ညအိပ်ပျော်သွားတယ်ဆိုရင်နောက်နေ့မနေ့မှာမနိုးထလာတဲ့သူတွေအများကြီးကဘာပေါ်မှာရှိပါတယ်အဲ့ထဲမှာကိုလည်းပါနိုင်ပါတယ်တစ်ချိန်တည်းမှာပဲဒီနေ့မနေ့အိမ်ကနေထွက်သွားတယ်ကားအက်ဆီဒန့်ဖြစ်ပြီးတော့မှတေချာလာပါပြီဆိုတဲ့အရာတွေကမတေချာတော့ဘဲနဲ့ကိုအက်ဆီဒန့်ဖြစ်ပြီးတော့လည်းဆုံးပါသွားနိုင်တယ်လူဘဝဆိုတာကလူတိုင်းအတွက်တေးလေးပါပဲကိုအတွက်မှလည်းမဟုတ်ကိုမိသားစုကိုချစ်ရတဲ့သူတွေကိုမသိတဲ့သူတွေလူတိုင်းအတွက်မသေးချာမရေရတာတွေကအများကြီးပဲအခုလက်ရှိဘဝမှာမြန်မာပြည်မှာဟာဘယ်အရာမှမသေးချာပါဘူးဆိုတာဘဝရဲ့တဘာဝတွေပဲအရင်တုန်းကသေချာတယ်လို့ထင်ခဲ့တာအခုကအဲ့ဒီမသေးချာတာကြီးကနေ့စဉ်ကိုမျက်စိရှိမှတယ်ဖြစ်ပျက်နေတယ်ဒါကိုလက်ခံနိုင်ရမယ်မသေးချာခြင်းနေနဲ့အသားကြအောင်နေပါကိုတွေးပူနေတဲ့ကိစ္စတွေအကုန်လုံးကိုဘဝမှာ 100% ဖြစ်မဲ့အရာတွေမရှိဘူးဆိုတာကိုအမြဲတမ်းတွေးထားပါကိုဖြစ်လာမယ်လို့ထင်ထားတဲ့အရာတွေလည်းဘဝမှာမဖြစ်ခဲ့သလိုမျိုးမဖြစ်လာဘူးလို့ထင်ထားတဲ့အရာတွေကလည်းအမြဲတမ်းပဲဖြစ်တတ်ပါတယ်အဓိကကဘာလာကိုဘဝမှာခံနိုင်ရရှိဖို့ပဲဥပမာတစ်ခုအနေနဲ့ကိုဘဝကလက်ဝိတ်စင်ထဲမှာလက်ဝိတ်ထိုးနေရတဲ့သူလို့မှတ်ကြည့်လိုက်ပါကိုကမတေချာမရမှုတွေရဲ့ထိုးခံရအတိုင်းစင်ထဲကထွက်သွားတဲ့သူဖြစ်မလား What's the point of you training ဘာဖြစ်လို့အသက်ရှင်တန်လာလဲတစ်ခေါက်ထိုးခံလိုက်ရတာနဲ့တစ်ခါထွက်သွားမယ်ဆိုရင် you are a loser ကိုကတကယ်အားပြောတဲ့အရှုံးသမားတယောက်ပဲအဲ့လိုဖြစ်လို့မရဘူး train ထားရမှာကအချိန်ချင်းထိုးခံရအဲ့ဒီလက်ဝိတ်စင်ထဲမှာဆက်ပြီးတော့မှကစားနေတဲ့ကြန့်ခိုင်တဲ့အာကစားသမားတယောက်ဖြစ်ရမယ်မသေးချာမရတာတွေဖြစ်တိုင်းငါကဘဝရဲ့လက်ဝိတ်စင်တွေကလက်ဝိတ်ထိုးတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီမသေးချာမှုတွေကကိုယ့်ကိုတစ်ချက်ထိုးတိုင်းလဲပြုံမသွားဘဲနဲ့ထပ်ပြီးတော့မှ keep on playing လုံးနိုင်တဲ့သူဖြစ်အောင်လို့ train ထားပါလို့ပြောရင်းနဲ့မှာ letting go ပါအရာကိုစောက်ကင်မထားဘဲနဲ့လွတ်ချနိုင်အောင်လုပ်ကြည့်ပါဖြိုးတို့အားလုံးပိုင်ဆိုင်နေတဲ့အရာတွေကမြစ်ချောင်းတွေကတရွက်တွေလိုမျိုးပဲအဲ့တရွက်တွေကကိုယ့်စီမှာအမြဲတမ်းကြံမနေပါဘူးမကောင်းတဲ့အတွေးတွေကိုလည်းဆွဲမထားပါနဲ့လွတ်ချလိုက်ပါကောင်းတဲ့အတွေးတွေကိုလည်းလက်ကိုဆွဲမထားပါနဲ့လွတ်ချလိုက်ပါအရာတိုင်းကကိုယ်စိတ်ထဲကမြစ်ချောင်းထဲမှာရှိတဲ့သစ်ရွက်တွေနဲ့တူတူပဲအဲ့သစ်ရွက်တွေကအမြဲတမ်းပဲစီးဆင်းနေတယ်ဖြိုးမှာနောက်ထပ် theory တစ်ခုရှိတာက60% theory ပါအဲ့ဒါဖြိုးဆရာဖြိုးကိုသင်ပေးထားတာကောင်းတာဖြစ်လဲ60%ခံစားပါဆိုးတာဖြစ်လဲ60%ခံစားပါဘယ်တော့မှ 100% မခံစားပါနဲ့ကိုယ့်ဘဝမှာရှိလာတဲ့အရာတွေကိုကိုယ့်ဘဝထဲမှာမရှိတော့တဲ့အခါမှာထွက်သွားခြင်းပြီဆိုရင်လွတ်လက်ကိုလုံနိုင်ပါစေချစ်ရတဲ့သူကလည်းအမိုက်ပါပဲမချစ်ရတဲ့သူကလည်းအမိုက်ပါပဲချစ်ရတဲ့သူနဲ့အမြဲတမ်းနေတဲ့အချိန်မှာတဏှာတွေများပြီးတော့မှဆွဲလန်းမှုတွေရှိတယ်တန်ရုံးစင်တွေများတာကလည်းတကယ်တမ်းကျတော့အဲ့မြစ်ချောင်းတွေကအမိုက်တစပဲဆိုတာကိုနားလည်နိုင်စွမ်းရှိပြီးတော့မှလက်ကိုလုံနိုင်ရမယ်ဒါကြောင့်မလို့အဲ့ဒီ letting go ကိုကျင့်ကြံနိုင်တဲ့သူကတော့ဘဝမှာဘယ်တော့မှဆိုရင်အမြဲတမ်းပဲလန်းဆန်းကန်းကော်ပန်းနဲ့စိတ်ညစ်စိတ်တက်ကြတာတွေနည်းပါလိမ့်မယ်create the worry time စိတ်ပူပန်မှုအတွက်အသက်အချိန်ပေးပါစိတ်ပူပန်မှုတွေကိုသူတို့နဲ့ appointment ယူပြီးတော့မှအမြဲတမ်းထားပါဖြိုးဆိုရင်စိတ်ပူပန်ရမယ့်အချိန်ဆိုပြီးတက်ထားတယ်နေခင်းမှာတော်လာနဲ့တောင်တွေးမြောက်တွေးပြီးဆိုဖြိုးရင်အတွေးရနေသူ့ပြောတယ်စိတ်မပူနဲ့နေ့တွင်ကအချိန်တက်ထားပေးတယ်အဲ့ချိန်ကျရင်တေချာပေါက်အားရပါရစိတ်ပူပန်မှုတွေကိုတွေးပလိုက်ပါအဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာအော်စိတ်ပူတဲ့အတွေးတွေက okay ငါတို့အဲ့ချိန်ကျမှတွေးမယ်ဆိုပြီးတော့မှသူတို့တခါတည်းစီကန်းချလိုက်တယ်ပေါ့နော်ဖြိုးရဲ့တွေးပူတဲ့အချိန်ကမနဲ့အိယာထချင်း15မိနစ်နဲ့ညအိယာမဝင်ခင်15မိနစ်အချိန်ဖြစ်ပါတယ်အဲ့လိုမျိုးအချိန်မှာသူတို့နဲ့ကိုယ်နဲ့ဆွေးနွေးကန်တင်ထိုင်ပါတယ်တေချာနားထောင်တယ်သူတို့ကဘာဖြစ်လို့ဒီလိုခံစားနေရလဲငယ်စဉ်ဘဝလားတငယ်ချင်းပြောလိုက်လို့လားပဝင်းကျင်ကြောင်းမလို့လားအဲ့ဒီစိတ်ပူပန်နေတဲ့အရာတွေကတကယ်ရောမှန်နေလားဒါမှမဟုတ်လဲ overthinking အတွေးလွန်ဖြစ်နေလားအဲ့ဒါတွေအကုန်လုံးကိုချရေးပြီးတော့မှတေချာနားထောင်ပြီးစကားပြောလိုက်တဲ့အခါမှာစိတ်ပူပန်နေတဲ့အရာတွေကအရေးလိုပါပဲမရှိတာတော့မဟုတ်ရှိတယ်ငယ်စဉ်ဘဝကလေးဘဝမှာပဲစိတ်မရင့်ကျက်သေးလို့အရေးကိုတရေထင်ပြီးကြောက်တာစိတ်တဲ့ရင့်ကျက်လာတဲ့အခါမှာအရေးကိုမကြောက်တော့ပါဘူးဖြိုးကအားလုံးကိုလှုပ်စေချင်တာကဘူး3ဘူးခွဲလိုက်ပါပထမဆုံးဘူးမှာစိုးရင်ပူပန်နေတဲ့အရာတက်ပဲဆိုပြီးအဲ့ box ထဲကိုကိုယ့်ရဲ့အတွေးတွေကိုခွဲထုတ်လိုက်ဒုတိယ box မှာတော့ okay တရားငါစိုးရင်နေရတာဟုတ်တယ်ဒါပေမဲ့လုံနိုင်တဲ့ဟာရှိရကိုယ့်ရဲ့ control အောက်မှာတရားကိုထားလုပ်လိုက်တယ်ဒီကိစ္စကိုလုပ်တယ်ဆိုအဆင်ပြေမယ်နောက်ဆုံးတစ် box ကတော့ငါဘာမှလည်းလုပ်လို့မရဘူးဖြစ်ချင်ဖြစ်မှာပဲသူ့နဲ့အကျိုးအကြောင်းဆက်ဆက်လိုက်ဖြစ်မှာပဲဆိုပြီးတော့မှ box 3ခုခွဲပြီးတော့မှကိုလုံနိုင်တဲ့အရာကိုထားလုပ်လိုက်ပါဒါဆိုရင်စိုးရင်ပူပန်မှုကနေပြီးတော့တက်တာသွားပါလိမ့်မယ်နောက်တစ်ခုကတော့ကျေးဇူးတည်တဲ့ချင်းမှာ stop thinking about lacking
start thinking about the abundant ကိုဘဝမှာကိုမရှိနေတဲ့အရာတွေကိုတောင်းတနေတဲ့အရာတွေကိုမပိုင်ဆိုင်နေတဲ့အရာတွေကိုတွေးမဲ့စာကိုဘဝထဲမှာရှိတဲ့အရာတွေကို 100% တန်ဖိုးထားပါတကယ်တမ်းတော့ဖြိုးတို့အားလုံးအသက်ရှင်နေထိုင်ဖို့ဆိုရင်မှန်နေတဲ့အရာတွေကောင်းနေတဲ့အရာတွေကမကောင်းတဲ့အရာတွေထက်ပိုပြီးများပါတယ်တကယ်သာကိုကျေးဇူးတင်စရာမရှိဘူးမကောင်းတာတွေပဲဖြစ်နေပြီဆိုရင်အသက်တောင်ဆက်ရှင်မှာမဟုတ်ဘူးဒါလေးကိုသိရမယ်နေ့စဉ်ကိုရှင်တန်ဖို့ရှာအတွက်ကောင်းတဲ့အရာတွေအများကြီးဖြစ်နေတယ်အဲ့ဒီကောင်းတဲ့အရာတွေကိုကျေးဇူးသိတတ်ရမယ်ကိုယ့်ရဲ့နေ့စဉ်တိုင်းမှာကိုကျေးဇူးတင်တဲ့အရာ၃ခုကိုချရေးပါဖြိုးဆိုရင်နေ့ရက်တိုင်းကိုကိုယ့်ရဲ့နောက်ဆုံးနေ့ရက်လို့နေပြီးတော့မှဖြတ်တန်းတယ်အဲ့လိုနောက်ဆုံးနေ့ရက်လို့နေထိုင်ပြီးဖြတ်တန်းခဲ့တဲ့အတွက်စစ်ဒနီမှာနေတော့ဆိုရင်ဖြိုးကစစ်ဒနီမြို့ကအရန်သဘောကျတယ်တစ်သက်လုံးလည်းနေကျင်တယ်ဒါပေမဲ့မြန်မာပြည်ကိုချစ်လွန်းလို့သာပြန်လာတယ်ဒါကြောင့်မလို့စစ်ဒနီမှာနေခဲ့တဲ့၄နှစ်မှာနောက်ဆုံးတစ်နှစ်မှာလေဒီနေ့ကငါ့အတွက်နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မှနေထိုင်ဖြတ်တန်းခဲ့တဲ့အတွက်ကောင်းဆုံးနေ့ရက်တွေကိုဩစတြေးလျမှာစစ်ဒနီမှာပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒါဘာလို့လဲဆိုကျေးဇူးတည်တယ်လို့ and trust on the process not on the outcome လုံနေတဲ့အရာတိုင်းကိုချစ်ပါစိတ်ညစ်စိတ်တက်ကြတဲ့သူအများစုကကိုလုံနေရတဲ့ process လုပ်ငန်းစဉ်တိုင်းကိုမချစ်ဖဲနဲ့ရလက်ကြီးကိုတွားပြီးအာယုံဆိုင်နေလို့ဖြစ်ရတာပါလူတွေအတွေးလွန်တာကရလက်ကိုမတေချာမရေရာဖြစ်နေတာကိုလုံးဝလက်မခံနိုင်ဘူးတစ်ချိန်တည်းမှာပဲကိုလုံနေတဲ့အရာကိုတန်ဖိုးမထားအဲ့ဒါကို opposite လုပ်ပလိုက် process ဖြစ်တဲ့လုံနေတဲ့အရာတိုင်းကိုတန်ဖိုးထားလိုက်ပြီးဆိုရင်စိတ်ပူပန်တော့ကတွေနဲလာလိမ့်မယ်။ဆောင်းဝဲဖြေရမယ်။အဲ့ဆောင်းဝဲမှာကြာမလားအောင်မလားဆိုတာကို reset ကိုစိတ်ပူနေမဲ့အစားအဲ့ဒီ exam အတွက်နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်သန်းမယ်ဆိုရင်စိတ်ပူပန်တာနဲပါလိမ့်မယ်။နောက်ထပ် exam တစ်ခုရဆိုရင်အမျိုးသမီးတွေလေ့ကျင့်ခန်းလုပ်ကြတယ်။တအားရလက်ကိုလိုချင်တာအဲ့ခန္ဓာကိုယ်ကိုမှန်ထဲမှာတောင်ကြည့်မြောက်ကြည့်ဘက်ပေါင်းစုံကနေကြည့်ပြီးတော့မှကိုရလက်မရသေးလို့စိတ်ပူပန်နေ overthinking ဖြစ်တယ်ဟာငါလုံနေရမှန်ရဲ့လားဆိုပြီးတော့တွေးနေတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့နေ့စဉ်လေ့ကျင့်ခန်းလုပ်ရတာကိုပျော်မယ်စိတ်ချမ်းသာမယ်ဆိုရင်ရလက်ကကိုစဉ်းစားစရာမလိုတေချာပေါက်ရမှာပဲเนาะဒါကြောင့်မလို့ကိုယ့်ရဲ့လှုပ်ဆောင်နိုင်တဲ့ကို control ထဲမှာရှိတဲ့လုပ်ရက်တွေကိုသာတန်မိုးထားပြီးတော့မှ100% ပေးပြီးတော့ဆောင်ရွက်ပါရလက်တွေအကုန်လုံးကကိုမလို့ချင်မှအစုံရလာပါလိမ့်မယ် trust the process เนาะ process ကိုကြိုက်နေတဲ့ပါလို့ပြောရင်းနဲ့မှာတေချာစီစဉ်ထားတဲ့ plan suffering ဒုက္ခတွေကိုရှာပါစိတ်တရင်းချက်ချင်တယ်စိတ်ညစ်စိတ်တက်ကြတာတွေပျောက်ချင်တယ်ဆိုရင်ဘဝမှာတတရရဖြစ်နေတာကိုမကြိုက်ပါနဲ့လူပြင်းတွေကပဲအမြဲတမ်းตายရတာကိုရှာနေတယ်တကယ်တမ်းကျဒီလိုပြင်းနဲ့ကိုကဖြင်းသွားတယ်ကိုအမြဲတမ်းညာနေမယ်ဆိုဒုက္ခနဲ့တွေ့တဲ့အခါကျရင်ကိုကပို့ပြီးတော့မှတောင်မှစိတ်တော့ကရောက်မယ်ဒါကြောင့်မလို့အမြဲတမ်းပဲကိုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တတရရနော် comfortable ဖြစ်အောင်မနေပါနဲ့ကိုရဲ့စိတ်ကိုလည်းတတရရ comfortable ဖြစ်အောင်မနေပါနဲ့ပလန်ပေါ့နော်ကြိုတင်စီမံထားတဲ့နာကျင်မှုတွေကိုနေ့စဉ်ပေးဆက်သွားမယ်ဆိုရင်တကယ်ကိုမမြင်နိုင်တဲ့နာကျင်မှုတွေကြရင်ကိုက ready ဖြစ်မယ်သူများထက်ပို့ပြီးတော့မှခံနိုင်ရှိမယ်စိတ်နဲ့ပတ်သက်ပြီးတော့မှတတရရမနေပါနဲ့ဆိုတဲ့ exam အရဆိုရင်ကိုယ့်ရဲ့စိတ်ကိုအမြဲတမ်း training ပေးပါဥပမာဖြိုးဆိုရင်အဖြိုးအမြဲတမ်းနေတိုင်းတွေ့ဟာငါပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေအကုန်လုံးသာမီးလောင်သွားမယ်ဆိုဘယ်လိုဖြစ်မလဲအဲ့လိုနေတိုင်းတွေးကြည့်တယ်အကယ်၍ကိုယ့်ရဲ့မိသားစုတစ်ခုလုံးကိုယ့်ဘဝထဲမှာမရှိတော့ဆိုဘယ်လိုဖြစ်မလဲဆိုပြီးတော့ကိုယ့်စိတ်ကိုကြိုတင်ဒုက္ခတွေကိုတွေးစေတယ်အဲ့လိုကြိုတင်ဒုက္ခတွေကိုတွေးထားတာဖြစ်တဲ့အတွက်ရှေ့မှာပြောခဲ့တဲ့ဘဝမသေးချာမရေရာဘူးဆိုတဲ့ concept ပေါ့နော်အဲ့ idea ကိုလည်းနားလည်တာဖြစ်တဲ့အတွက်ဖြစ်နိုင်ခြင်းအများကြီးရှိတယ်ဒီကိစ္စတွေကအဲ့လိုဖြစ်ခဲ့တဲ့ဆိုရင်လေတခြားသူထက်ကိုက60% ready ဖြစ်နေတယ်တခြား40%ကလူတဘာဝရခံစားမှာပဲဒါပေမဲ့100% မခံစားဘူးဖြစ်တဲ့အတွက်ရင်ဆိုင်မှုရှာအတွက်ခွန်အားတွေရှိနေမယ်ဒါကြောင့်မလို့ကြိုတင်ဒုက္ခတွေကိုခံစားပါလို့ပြောချင်ပါတယ်ရှင် Another one is look everything from mountain view အရာတိုင်းကိုအပေါ်ယံတောင်ပေါ်ကနေကြည့်တတ်ပါစေလူအများစုစိတ်ပူပင်တော့ကရောက်တာကအရာရာတိတိမွမွားလေးတွေကိုမှန်ဘလူးနဲ့ကြည့်လို့ပါအဲ့မှန်ဘလူးနဲ့ကြည့်ရင်တော့ကိစ္စတိုင်းကကိုယ့်အတွက်ကတီကောင်စားနဲ့ပတ်သက်လို့မျိုးပဲအရန်နေခံစားနေရမယ်တငယ်ချင်းကကိုယ်မခေါ်ဘူးဆိုရင်လည်းစိတ်တွေအမြဲတမ်းပဲဆင်းရဲနေမယ်အဲ့ဒီကိစ္စတိတိလေးကကိုယ့်ဘဝမှာဖြစ်ပျက်မဲ့အရာတွေတိမ့်ချီတဲ့ကတစ်ခုပါပင်လယ်ထဲမှာရှိတဲ့သဲတွေတဲကတဲတပွင့်တာဖြစ်ပါတယ်တဲတပွင့်မြန်မတိဘဲနဲ့အရာရာကိုကပုံကြီးချဲ့ပြီးတော့မှလိုက်ခံစားနေမယ်ဆိုရင်ကိစ္စတိုင်းကကိုယ့်အတွက်အရန်နေကြီးကျယ်ပြီးတော့မှ
တောကတွေများနေပါလိမ့်မယ်ချစ်သူကဖုန်းမဆက်လို့စိတ်ညစ်တယ်အမေကကိုယ့်ကိုဂယူးမဆိုင်လို့စိတ်ညစ်တယ်ဆိုရင်ဒါကငါဘဝကိုအသက်80ကနေပြန်ကြည့်လိုက်မယ်ဆိုဒီကိစ္စလေးကအရေးကြီးသေးလားဆိုမေးကြည့်လိုက်ပါအရေးမကြီးဘူးဟုတ်တယ်နော်အရေးမကြီးဘူးဆိုရင်ကိုယ့်ရဲ့ခံစားချက်တွေကိုအဲ့ဒီအရေးမကြီးတဲ့အရာနဲ့ထပ်တူထပ်မျှဖြစ်အောင်လို့ပြန်ပြီးတော့မှပြင်ဆင်ပါကိုကဖြစ်နေတာကဒီကိစ္စကတဲပွင့်လောက်ပဲအရေးကြီးတဲ့အရာဒါပေမဲ့ကိုယ့်ရဲ့ reaction ကအစတရာဖြစ်နေမယ်ဆိုရင်ဘဝမှာဘယ်တော့မှစောက်တရားရမှာမဟုတ်ပါဘူးဒါကြောင့်မလို့အရာတိုင်းကိုတောင်ပေါ်ကနေချီတက်တဲ့သူဖြစ်ပါစေလို့ပြောရင်းနဲ့ကိုစိတ်ပူနေတဲ့အရာတွေကိုအခုကိုဘာလုပ်လို့ရလဲဆိုတာကိုမေးပါဖြိုးတို့အားလုံးစိတ်ပူနေတဲ့အတွေးတွေကပေါ့နော်ပခုံးပေါ်မှာထမ်းထားတဲ့ခရီးဆောင်ဝတ်ထုတ်ကြီးလိုမျိုးပဲတိန်နဲ့လေးလာအဲ့တော့အဲ့ဒီအထုပ်ကြီးကိုချလိုက်ပြီးအဲ့ထုတ်ထဲမှာရှိတဲ့အင်ကြီးကိုဖြီးပြီးတော့မှကိုဘာလုပ်လို့ရမလဲလုပ်ကြည့်ကိုလုပ်လို့ရတဲ့အရာကဘယ်အရာတွေလဲဆိုတာကိုဖြီးကြည့်ပြီးတော့မှအရှင်တစ်လေးတွေကိုဆောင်ရွက်လိုက်မယ်ဆိုရင်စိတ်ညစ်စရာတွေရော့သွားလိမ့်မယ်လူတွေကိုစိတ်ဖိစီးစေတဲ့အရာတွေကတခုကလုပ်ရမယ့်အရာတွေကိုမလုပ်လို့စိတ်ဖိစီးမှုဖြစ်တာပါရှင်းလင်းတဲ့အတွေးဆိုတာကအလုတ်လုတ်ချင်းကနေရတာပါထိုင်တွေးခြင်းကနေရတာမဟုတ်ပါဘူးဒါကြောင့်မလို့အလုတ်ကိုဦးစားပေးပြီးလုပ်မယ်ဆိုရင်စိတ်ညစ်တာတွေဝမ်းနေတာတွေအတွေးလုံတာတွေလျော့သွားပါလိမ့်မယ်လို့ပြောရင်းနဲ့ကိုတခုခုစိတ်ညစ်တိုင်းကိုတယောက်တည်းထိုင်တွေးနေမှာထက်အပြင်ကဉာဏ်ပညာတွေကိုရှာဖွေပါလူအများစုအတွေးလုံတာကကို့အတွေးလေးတစ်ခုတည်းနဲ့တနေ့ကုန်ထိုင်ပြီးတော့မှစဉ်းစားနေလို့ပါဖြိုးတို့စိတ်တွေက limit ဖြစ်လွန်အားကြီးရဲ့တိလားဒီထက်ပိုပြီးတော့မှမတွေးနိုင်ဘူးအထူးသဖြင့်စိတ်ညစ်နေပြီဆိုအဲ့မှာပဲလူပင်လဲနေတာအဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုယ့်ထက်တွေးနိုင်တဲ့သူတွေကိုယ့်ထက်အကြံကောင်းအဉာဏ်ကောင်းတွေရှိတဲ့သူတွေကိုတွားပြီးတော့တိုင်ပင်ဆွေးနွေးပါဖြိုးမှာကိစ္စတိုင်းအတွက်တိုင်ပင်ဆွေးနွေးရမယ့်လူတွေရှိတယ်မိသားစုကိစ္စလားတငယ်ချင်းကိစ္စလားအလုပ်ကိစ္စလားတိုင်ပင်ကန်တွေရှိရအားလုံးလဲအဲ့လိုမျိုးအရာတိုင်းအတွက်တိုင်ပင်ဆွေးနွေးတဲ့လူထားပါကိုအတွေးလုံပြီဆိုအဲ့လိုနဲ့သွားတိုင်ပင်မှာတေချာတာတခုကတော့သူတို့ကကိုယုံကြည်ရတဲ့သူဖြစ်ရမယ်ကိုထက်အတွေးခေါ်ကောင်းတဲ့သူအ ਨੇ ဆုံးတော့သူ့ရဲ့အတွေးခေါ်ကလောချစ်ကြပြီးတော့မှကိုမမြင်နိုင်တဲ့အရာကိုထောက်ပြနိုင်တယ်ဘာကြောင့်မလို့လဲဆိုအုံနောက်အကူကြီးယူတာပေါ့နော်ကိုယ့်ရဲ့အတွေးကအဲ့ဒီအုံနောက်တစ်ခုတည်းနဲ့ခဏလူပင်လည်နေတဲ့အချိန်မှာနောက်ထပ်အမြင်တစ်ခုနဲ့ကြည့်လိုက်တဲ့အခါမှာကိုမမြင်နိုင်တဲ့ရှုထောင့်ကိုမားနေတဲ့အမားတွေကိုမြင်ပေးနိုင်စွမ်းရှိပါတယ်ဒါကြောင့်မလို့ပြင်ပကဉာဏ်ပညာတွေကိုအကူအညီယူပါတစ်ချိန်တည်းမှာပဲတချို့လူအတွက်ကတိုင်ပင်စရာမရှိဘူးဆိုရင်စာများဖတ်ပါရွှေနှုတ်မှာစာဖတ်တာဆိုတာကလည်းကိုတိုင်ပင်ဆွေးနွေးလို့ရတာနဲ့တူတူပဲဘာကြောင့်မလို့အဲ့လိုပြောလဲဆိုစာဖတ်ခြင်းကကိုမမြင်တဲ့အတွေးခေါ်တွေကိုသူတို့တွေကမြင်ထားပြီးတော့မှကိုယ်ကိုထောက်ပြပေးတယ်တခါလေကြာရင်ကို self awareness ပေါ့နော်ကိုเจ้าကိုပို့ပြီးတော့မှသိစေပါတယ်စာများဖတ်ပြီးတော့မှကို့အတွက်အတွေးလုံတာတွေစိတ်ညစ်တာတွေစိတ်တက်ကြတာတွေကိုကြော်လွားပါလို့ပြောရင်းနဲ့မှာဘဝကလူတိုင်းအတွက်ခက်တယ်ကိုတယောက်တည်းတင်မဟုတ်ဘူးဒါကြောင့်မလို့ကိုကပြင်ဆင်ထားဖို့ပဲအရေးကြီးပါတယ်ကိုဘဝထဲမှာဘယ်ကိစ္စဘယ်ပြဿနာတွေပဲလာကိုကရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူဖြစ်မယ်ဆိုရင်ဘဝအတွက်ရင်မလေးတော့ဘူးပြဿနာဖြစ်တိုင်းစိတ်ညစ်နေမဲ့သူတောကရောက်မဲ့သူဖြစ်မဲ့အစအမြဲတမ်းပဲကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်ဖြေရှင်းနိုင်တဲ့သူဖြစ်ဖို့ရှာအတွက်ဒီထဲမှာမျှဝေတဲ့အရာတွေကိုပြန်နားထောင်ပြီးတော့မှကိုပြင်ဆင်ပါလို့ပြောရင်းနဲ့မှဒီမှာဖြိုးအားလုံးကိုလည်း reminder ပေးချင်ပါတယ်တင်ကတင်ထင်ထားတာထက်ပိုပြီးတော့မှကြန့်ခိုင်တဲ့သူဆိုတာကိုအမြဲတမ်းပဲမှတ်ထားပါလို့ပြောရင်းနဲ့မှဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ရှင်